Yo အားလုံးပဲမင်္ဂလာပါကျွန်တော်အခုနူးနူးချင်းလေးပဲကျွန်တော် PUBG Mobile Community တို့ကသတင်းတစ်ပုတ်တက်ထားပါတယ်ဆိုတော့သတင်းအကြောင်းအရာတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ PUBG Mobile Cambodia ဘက်မှာပေါ့နော်ဖြစ်ပျက်သွားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့သူတို့ကလည်းဒီCambodia ဘာသာပေါ့နော် Cambodia လိုမျိုးတင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းတီးတလောက်တက်တလောက်ဒီ translate လေးလုပ်ကြည့်ရဲ့အချိန်မှာကျွန်တော်တီးတလောက်တက်တလောက်လေးတက်နိုင်လောက်ပြန်ပြီးပြောပြပေးသွားမှာမယ်ဆိုတော့အကြောင်းအရာကတော့ကျွန်တော်တို့ PMNC Cambodia မှာဖြစ်ပျက်သွားတာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်ဖြစ်လေးဆိုတော့ကျွန်တော်တို့ PMNC Cambodia မှာ champion ရသွားတဲ့ fearless ဘန်ခံလိုက်ရတယ်ပဲဖြစ်ပါတယ်ဗျာဆိုတော့ဘန်ခံလိုက်ရတဲ့အကြောင်းရင်းကတော့ fearless အသင်း player တွေထဲမှာကျွန်တော်တို့မနစ်ကဆိုတာရှေ့ season ရပါတော့ကျွန်တော်တို့ PMC မှာပေါ့နော် APG မှာဆော့ခဲ့တဲ့ player ဖြစ်တဲ့ Sky အနေနဲ့ကကျွန်တော်တို့ fearless အသင်းထဲမှာဝင်ပြီးတော့ဆော့ကစားခဲ့လို့ဖြစ်ပါတယ်ဗျာဆိုတော့သူအနေနဲ့ဘယ်လိုဝင်ဆော့သွားလဲဆိုတော့ဒီ fearless တွေfearless player တွေပေါ့နော်ဆိုတော့ fearless player တွေပိုင်ထားတဲ့ account တစ်ကောင်သူကယူပြီးတော့ဒီဝင်ဆော့လိုက်တယ်ပေါ့နော်လူစားလဲအနေနဲ့ဝင်ဆော့တယ်ဒါဟိုဘက်ဘယ်လိုပြောမလဲသူတို့ဒီ icon ကလည်းသူတို့ register ဘယ်လိုပြောမလဲ fearless player register တင်ထားတဲ့ account နဲ့တူတယ်ဆိုတော့အဲ့လိုပဲဖြစ်မှာပေါ့ဆိုတော့အဲ့နေရာမှာကျွန်တော် Sky နေကဝင်ဆော့လိုက်တယ်အဲ့လိုဝင်ဆော့တာကိုဒီ PUBG Mobile team ဘက်ကနေကျွန်တော်ဒီရှာဖွေစစ်ဆေးတာတွေလုပ်လိုက်တဲ့အချိန်မှာတကယ်လဲဝင်ဆော့တာထင်ရှားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ fearless သတင်းလုံးရင်ကျွန်တော်တို့ဒီ APG ကပေါ့နော်မနေ့ပြီးခဲ့တဲ့ season က APG ကမဟုတ် APG က Sky နေကိုသူတို့အနေနဲ့ကျွန်တော်တို့ဒါ ban လိုက်ပြီဖြစ်ပါတယ်ဗျတစ်နှစ် ban လိုက်ပါပြီဆိုတော့တစ်နှစ်ကျွန်တော်တို့ဒီမေလ20ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့2025ကနေပေါ့နော်စပြီး ban တာဖြစ်ပြီးတော့နောက်နှစ်2026မေလ20ရက်နေ့ထိ ban လိုက်တာဖြစ်ပါတယ်ဆိုတော့ fearless သတင်းလုံးက player တွေSky နေကျွန်တော်ပြောရမယ်ဆိုရင် fearless သတင်းလုံးရဲ့ player တယောက်ချင်းစီကိုပြောရမယ်ဆိုရင်တော့ကျွန်တော် Astro 8 over ကျွန်တော်ဒါပြီး Pop I နဲ့ကျွန်တော် Sue ဆိုတဲ့ player တွေဖြစ်ပါတယ်ဆိုတော့သူတို့ player 4ယောက်နဲ့ Sky နေဆိုစုစုပေါင်း9ယောက် ban လိုက်ပါတယ်သူတို့9ယောက်ကိုကျွန်တော်တို့ PUBG Mobile နဲ့ PUBG Mobile ကကျွန်တော်တို့လောက်တဲ့ဘယ်ပွဲမှစော့ခွင့်မရှိတော့ပါဘူးဗျအဲ့တော့ fearless က PMNC မှာဒီPMNC Cambodia မှာပေါ့နော် champion ဖြစ်ထားတဲ့အသင်းဒါပေမဲ့ ban ခံလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ PMC ကိုတက်လာဝင်မရှိတော့ဘဲနဲ့သူတို့နေရာကိုသူတို့က PMNC Cambodia ကျတော့ထိတ်ဆုံး၄သင်းတက်ခွင့်ရှိတာဗျာအဲ့တော့1နေရာအသင်းကိုဖြုတ်လိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်2 3 4 5ကအသင်းတွေကနောက်ဒီ PMC ကိုတက်လန်းလာတော့မှာဖြစ်ပါတယ်ဗျဆိုတော့အဲ့တော့ကျွန်တော်ဒါကတော့အခုဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေကြမှာဆက်ပြီးတွေ့ကြတာပါဗျာ